ဒီမိဘတွေကသူတို့သားကိုအကြောင်းမှာအတော်ဆုံးဖြစ်စေချင်ကြတယ်။ဒါကြောင့်သူတို့သားကိုရုပ်သေးရုပ်တရုပ်ဖြစ်ပြောင်းလဲပစ်ခဲ့ကြတယ်။မှောင်မဲနေတဲ့အခန်းထဲမှာအမေဖြစ်သူကသားဖြစ်သူရဲ့ပုံဆွဲစာရွက်တွေကိုလွှင့်ပစ်လိုက်ပြီးအဲ့ဒီနေရာမှာစုတစိတ်တွေနဲ့အစားထိုးခဲ့တယ်သူ့ရဲ့ကစားစရာတွေကိုအမိုက်ပုံးနဲ့ပစ်ပြီးစုဖလားတွေကိုတင်ပေးခဲ့တယ်။ကောင်လေးကဒါကိုဆက်ပြီးသိမခံနိုင်တော့ဘူး။သူကမတ်တက်ရက်ပြီးပြန်လဲခုခံဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့သူ့မိဘတွေကမင်းဟာငါတို့အတွက်ဂုဏ်ဆောင်ဖို့မွေးဖွားလာတာလို့ပြောခဲ့ကြတယ်။အဲ့ဒီနောက်ကောင်လေးရဲ့ပုံဆွဲစာရွက်တစ်ရွက်ကျန်းပြင်ပေါ်ပြုတ်ကျသွားတယ်။သူအဲ့ဒါကိုကောက်ဖို့ကြိုးစားတဲ့အခါပုံဆွဲစာရွက်ကအပေါ်ကိုတဖြည်းဖြည်းမြင့်တက်သွားတယ်။ချက်ချင်းဆိုသလိုပဲမျက်နှာချက်ကနေစာအုပ်တွေပြုတ်ကျလာပြီးနံရံတွေပေါ်မှာလည်းစုတစိတ်တွေပြည့်နေသွားတယ်။ကောင်လေးကသူ့ရဲ့အနာဂတ်ကိုဖော်ညွှန်းနေတဲ့အဲ့ဒီစုတစိတ်တွေကိုကြည့်လိုက်တယ်။ဒါပေမဲ့သူမပျော်ရွှင်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့သူဟာသူ့မိဘတွေနဲ့ထာဝရချီနှောင်ခံရတော့မှာမို့လို့ပါ။အဲ့ဒီနောက်သူ့ရဲ့လက်မောင်းနဲ့ခြေထောက်တွေမှာကြိုးတွေချီနှောင်ခံထားရပြီးရုပ်သေးရုပ်တရုပ်လိုထိန်းချုပ်ခံနေရတာကိုသူတွေ့လိုက်ရတယ်။သူရုန်းကန်ဖို့ကြိုးစားပေမဲ့မရခဲ့ဘူး။ပြီးတော့နံရံပေါ်ကစုတစိတ်စီကိုသူဆွဲခံလိုက်ရတယ်။သူမထင်မှတ်ထားတဲ့အရာကတော့သူ့မိဘတွေကအပေါ်ကနေကြိုးတွေနဲ့သူ့ကိုထိန်းချုပ်နေတာပါပဲ။သူတို့ကအကျေနပ်အားရစွာနဲ့ပြုံးနေကြတယ်။ဒါပေမဲ့တကယ်တုံ့လှုပ်စရာကောင်းတဲ့အချက်ကတော့သူတို့ကိုယ်တိုင်လည်းအပေါ်ကကြိုးကြီးတွေနဲ့ထိန်းချုပ်ခံနေရတာပါပဲ